အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့နာမည်ကတော့ YSTK Gaming ပဲဖြစ်ပါတယ်ကျွန်တော်ဒီရက်ပိုင်းကတော့ကျွန်တော်ဗီဒီယိုမတင်ပြတာကြာပြီဆိုတော့ဗီဒီယိုမတင်ပြတဲ့အထဲမှာကျွန်တော်အကျိတ်ကိုခိုးဆော်ရတဲ့ဝေါ်လေးတွေရှိနေပါတယ်ဝေါ်လေးတွေကိုကျွန်တော်လိုက်ပြပါမယ်ဒါကတော့ကျွန်တော်ခိုးဆော်ရတဲ့ဝေါ်လေးတွေပါဒီဝေါ်လေးတွေဟိုလက်တက်နေတယ်ဒါရတော့ရှူရာခင်းတို့ဘာတို့ညာတို့ဒါကတော့ရေးကြီးရဲ့ chest တစ်ခုပေါ့နော်ဒါကျွန်တော်အိမ်လေးလိုက်ပြတာပါကျွန်တော်ကဆော့ပြပါဘူးဂိမ်းကတော့ဆော့ပြတယ်ဗီဒီယိုမတင်ပြပါဘူးဂိမ်းကတော့ဆောင်းရမ်းဆော့ပါတယ်ဗီဒီယိုလည်းမတင်ပြတာဒါနဲ့တော့ပေါ်တယ်သွားလမ်းအနာတော့ကိုလည်းတက်ဘူးကပါပြီဒီထဲမှာတော့ဒါကတော့ဒါပါတယ်ဒါတော့ကျွန်တော်လည်းခေါ်တော့မခေါ်တော့ဘူးနော်ဟိုကျွန်တော်ရဲ့ပြားတွေနေတဲ့နေရာလေးကိုလိုက်ပြပါမယ်ခင်ဗျာကျွန်တော်ပြားလေးတွေကျွန်တော်ရဲ့ပြားလေးတွေအနေထားကတော့ကျွန်တော်တို့ဘယ်လိုခေါ်မလဲပြားလေးတွေကဒီလိုပါပဲပြားလေးတွေအနေစင်ပြေတယ်ပြားတွေကတကောင်းမှလည်းမရှိဘူးဒါမိုင်းနေတူးတဲ့နေရာပါcube လို့ပုံစံဆောက်ထားတာဒါ sugar cane ဒါရတော့ဒါငူလာဥပေါ့ဒါခဲတော့ပြီးရင်တော့တက်ပင်တွေပါရှိမယ်ဒီမှာခေါင်းတွေရှိမယ် sheep တွေရှိမယ်စပါးတွေပါညာတွေရှိမယ်ပြီးရင်ဒီမှာဒီကောင်တွေရှိမယ်ဒီကောင်တွေကတော့ဒီကောင်တွေစောက်ပေါ်တွေပေါ့နော်โอเคဒီရောက်မှာကျွန်တော်ခိုးဆောက်ထားတာပါဒါလေးရယ်လေးခိုးဆော့ရင်းနဲ့ခိုးဆောက်ထားတဲ့စားလေးပေါ့နော်ဒါကလေးတောင်3ယောက်လေးရပါတယ်နော်ဟိုကခဏနေပေါ့တယောက်ပြောက်ဟောဖြစ်ခွက်လေဟောဒီမှာဒီနေ့ဘာညာရှိချောင်းလေးကွိသွားတာနဲ့ဒီမှာဒါတွေရပါနော်ဘာညာရှိချောင်းလေးကွိသွားနော်ပြဒီမှာဒီနောက်မှာဘာတွေထားမလဲတော့မသိသေးဘူးတော့လည်းလောက်တာဒါဖယ်နေကြနေဖို့ဒါကတော့ဗလေဂျန်လေးဒါကတော့ကျွန်တော်ရွာလေးပါဒီရွာမှာလည်းတကောက်မှမရှိတော့ပါဘူးရွာမှာရှိတယ်ရောကျွန်တော်ပိတ်တာနော်ဒါရအောင်ရမပိတ်လို့မရပိတ်တာမှရသူကမပိတ်နေလေးမပိတ်ဆိုပြီးကြိုက်ပြီးချော်ပြီးတဲ့ကောင်ချော့ဒါပဲလာပြောတာပါကျွန်တော်ဒီဗီဒီယိုကလည်းနည်းတူမှာပေါ့နော်နည်းမတော်တော်ကြီးတူပါတယ်ပြောဒါလေးပဲလာပြောတာပါအားလုံးပဲဒါပဲနောက်ပြီးပြတွေ့မယ်ကျွန်တော်ကောက်လာကြွားတာနော်နောက်ပြီးပြတွေ့မယ်အားလုံးပဲတတာ She say, do you love me? I tell her only partly. I only love my bed and my mom. I'm sorry.